ကျောင်းသူကျောင်းသားတွေရောဆရာမဘာအမှားစကားတွေပြောချင်တယ်လဲနောက်ဒါမဲ့ဂျူနီယာလေးတွေတဲ့ပေါ့နော်အဲ့လိုအခက်ခဲရှိနေပေမဲ့လည်းတကယ်ကြိုးစားလို့ရှိဆရာမတွေကလည်းဝမ်းမကိုအကူညီပေးခြင်းအဖြစ်ကိုကမလုံနိုင်ဘူးဆိုတော့မှဒီကြိုးစားခြင်းအဖြစ်ရလာမှာပါဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ကျောင်းသားတွေရောဆရာဘလို့အမှားစကားပြောခဲ့ချင်လဲအမှားစကားပြောချင်တာကပေါ့နော်ကျွန်တော်တို့ကျောင်းဆိုတဲ့အရာတိုင်းကအခက်ခဲတွေရှိတယ်ပေါ့နော်အဲ့ဒီအကြောင်းအရာပေါ်မှာကျွန်တော်တို့ကအဲ့ဒီအခက်ခဲကိုကျွန်တော်တို့ကဒီတိုင်းပဲညီးတွားနေမဲ့စားကျွန်တော်တို့ရင်ဆိုင်မှုရတဲ့ဖြစ်တယ်ဆိုတာကိုပြောချင်တယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့ကကျောင်းတက်တဲ့ခါမှာမျက်နှာလိုက်ရှိနေမရှိဘူးပေါ့နော်ဆရာလေးဆရာလေးသဘောထားမယ်ပြီးတော့မှကျောင်းသားရှိနေတယ်ကျွန်တော်တို့က respect ရှိဖို့အတွက်ပေါ့နော်ကျောင်းလာတဲ့ခါမှာကိုယ့်ရဲ့ဆရာဆိုဆရာလိုသဘောထားမယ်တင်ငယ်ချင်းဆိုတင်ငယ်ချင်းလိုသဘောထားငယ်ချင်းဆိုဘောနော် respect ကအရေးကြီးတယ်ဆိုတာကိုကျွန်တော်လည်းပြောချင်ပါဘောနော်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်လို့အမှားစကားပါချင်တယ်လေကဲကျွန်တော်ဆိုရင်ပန်းထိုင်ကဆိုရင်ဒီချာမသိဘူးဆိုရင်တော့မှဖြတ်ခံပေးတဲ့ခွန်ကနေအကောင်းဆုံးရောက်ရှိနေနေမှာဆိုရင်အခုရှိနေတဲ့နေရာမှာအကောင်းဆုံးစူးစမ်းပါလို့ဖြတ်ခံကလမ်းပြပါပါဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ကျောင်းသားတွေရောဆရာမဘလို့အမှားစကားပါချင်တယ်လေကျောင်းသားတွေမှာစင်နာကတော့အခုတွေ့တဲ့အချိန်မှာပေါ့နော်တယောက်နဲ့တယောက်ချစ်ချင်းမေတ္တာရှိပြီးတော့မှအချင်းချင်းပေါ့နော်အပြန်လဲလာယူပြီးပါဒီတော့အဲ့လိုတွေ့တဲ့အခါမှာအရင်စိတ်ခုစရာရှိတဲ့အခါမှာလည်းနားလည်ပြီးတော့ပို့လို့ပြပါလို့မှချင်ပါတယ်။ကျေးဇူးများတင်ပါတယ်။ကျန်နေခဲ့တဲ့ကျောင်းသူကျောင်းသားတွေရောဆရာဘလို့အမှားစကားပြောချင်တယ်လဲကျန်နေခဲ့တဲ့ကျောင်းသူကျောင်းသားတွေကိုပေါ့နော်ဘလောက်ပဲတော့စိတ်ပြက်စရာစိတ်မကောင်းစရာနော်အားငယ်စရာတွေတော့ကျောင်းမတက်ရှင်တော့တဲ့စိတ်တွေဖြစ်ပေါ်လာရင်တော့ပေါ့နော်ဆူတောင်းရှင်တဲ့အဆုံးထိပေါ့နော်ဖြစ်ကြော်ဖို့အတွက်ကျွန်တော်ကနေပြီးတော့နော်အားလုံးကိုခွန်အားပေးရှင်ပါတယ်နော်ဒီကလို့စိတ်ကျောင်းမတက်ရှင်တဲ့စိတ်ဖြစ်ပေါ်လာပြီဆိုလို့ရှိရင်နော်ဆူတောင်းပြီးစမ်းစာဖတ်ပြီးတော့နော်ဆက်ပြီးတော့ခွန်အားယူတော့ဖို့ရပါတယ်နော်အဓိကကတော့ကျောင်းမထွက်ဖို့အရေးကြီးပါတယ်နော်ကျောင်းထွက်တော့လို့ရှိရင်နော်ကိုယ့်ရဲ့အခွင့်အရေးတွေအများကြီးဆုံးရှုံးသွားပါတယ်အကြောင်းမို့ကျောင်းထွက်ဖို့အရေးကြီးပါတယ်ကျောင်းထွက်ပဲနဲ့ကျောင်းပြီးတော့တက်ကြပါလို့ခွန်အားပေးရှင်ပါတယ်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ကျေးဇူးတင်ပါတယ်စကားပါချင်တယ်လေပေါ့ဘယ်လိုပါစကားပါချင်လဲဆိုတော့ဆက်ပြီးတော့မှကျူးစားကြပါလို့ရားခင်နားကြချိန်ခိုင်ပြီးတော့ရားခင် RPG ရားခင်ခွာ RPG နဲ့အတူတနေ့ဒီလိုရောက်လာမှာလို့ဒါကြောင့်မို့ခက်ခဲရရှိရစိတ်သက်ကြတဲ့အခြေအနေရှိရဝမ်းနည်းတဲ့အခြေအနေရှိရအားမလျှော့ပါနဲ့လို့အားပေးစကားပြောပါဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်